အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့အိမ်မှာအုံထမင်းလေးချက်စားဖြစ်ပါတယ်မိုးကလည်းအေးတာနဲ့အုံထမင်းကလည်းစားခြင်းနဲ့အလုပ်တစ်ဖက်မလို့တိတ်မအားတာနဲ့အုံထမင်းကိုလွယ်လွယ်ကူကူလေးပဲချက်စားဖြစ်ပါတယ်ဒီတစ်ခေါက်တော့ကျွန်တော်ကအုံထမင်းကိုအုံလုံးမုတ်လေးနဲ့ချက်စားသွားပြမှာဖြစ်ပါတယ်အုံထမင်းရဲ့ချက်သားဟင်းနဲ့လိုက်ဖက်အောင်လို့အချင်တုပ်ကိုတရက်ချင်တုပ်လေးတုပ်စားဖြစ်ပါတယ်ပထမဦးဆုံးအုံထမင်းချက်ဖို့အတွက်ကိုကျွန်တော်ကဆန်နှလုံးရေစီးထားလိုက်ပါတယ်ဆန်ကုန်ကတော့ကျွန်တော်တို့အိမ်မှာချက်စားနေကြဖြစ်တဲ့ပေါ်ဆံမွေးတစ်လုံးရဲ့ဝင်ကြီးဆန်ရဲ့ကိုချက်စားဖြစ်ပါတယ်ကျွန်တော်ကတော့လွယ်လွယ်ကူကူဖြစ်အောင်အုံလုံးမုတ်ကိုပဲသုံးပြီးတော့ချက်စားဖြစ်ပါတယ်အုံလုံးမုတ်ဖြိုဖို့အတွက်ကိုတော့အုံလုံးမုတ်ထည့်ပြီးတာနဲ့ရေတပူးစာလောက်ကိုထည့်ပြီးတော့သုံးပြီးသွားလိုက်ပါတယ်ဒီနေရာမှာရေကိုရေအေးမသုံးမဲနဲ့ကြက်တီးနွေးရေလေးသုံးဖြစ်ပါတယ်အုံလုံးမုတ်ကိုဖြိုရလွယ်အောင်လုပ်ပါပြီးရင်တော့ထမင်းစားချက်ဖို့ ready ပြင်ပါမယ်ပထမဦးဆုံးစီထားတဲ့ဆန်ထဲကိုကြက်သွန်နီလေးစိတ်ထိုးထားတာလေးတွေအရင်ထည့်လိုက်ပါမယ်ပြီးရင်တော့အုံတို့တစ်ခါတည်းထည့်လိုက်ပါမယ်ပြီးရင်တော့ရေတပူးထပ်သုံးပြီးတော့အုံတို့နှစ်ချန်တာလေးတွေကိုကျင်းပြီးတော့ထပ်ထည့်လိုက်ပါမယ်အားလုံးပြီးတာနဲ့လက်ချံရည်တပူကိုထည့်ပြီးသွားလိုက်ပါမယ်ပြီးရင်တော့ဖြော်ထားတဲ့အုံတို့တွေတမတောင်အောင်လို့ရောင်မောက်ကိုအသုံးပြုပြီးတော့အနေငယ်မှုပြီးထားလိုက်ပါမယ်ပြီးရင်တော့အရသာအတွက်ကိုစားနှင်းငယ်တကြားနှင်းငယ်နဲ့စီတစုံထည့်မှုပြီးသွားလိုက်ပါမယ်ကျွန်တော်ကတော့အချိုလျှော့ပြီးစားချင်တာမလို့ထမင်းနှစ်ဘူးမှာတကြားကိုတစုံမဲ့ထည့်ပြီးအသုံးပြုထားပါတယ်ကိုကလေးလေးနဲ့အချိုရသာကဲတဲ့ဘက်ကိုသွားချင်နေဆိုရင်တော့တကြားနဲ့ပို့ထည့်လို့ရပါတယ်အုံထမင်းကတာမတ်ထမင်းချက်တာထပ်ပို့ပြီးတော့မာတတ်တာမလို့ရေနှင်းငယ်ပို့ထည့်ပြီးတော့မှတည်ပြီးထားလိုက်ပါတယ်တစ်ဖက်မှာလည်းချက်တာဟင်းချက်ဖို့ပြင်ဆင်ပါမယ်ပထမဦးဆုံးချက်သားကိုအရသာတွေဝင်အောင်လို့ချက်သားမုတ်အနေငယ်နဲ့စားအနေငယ်ထည့်ပြီးနှည့်ပေးထားလိုက်ပါမယ်ချက်သားတွေကိုနှမ်းစအောင်နေပြီးရင်တော့အရသာဝင်အောင်လို့15မိနစ်လောက်နှက်ထားပေးလိုက်ပါမယ်တစ်ဖက်မှာလည်းဟင်းနှိချက်ဖို့အတွက်ကိုပြင်ဆင်ပါမယ်ဟင်းနှိချက်ဖို့အတွက်ကိုတော့ချက်သွန်ကြီးတွေကိုပပလေးပေးထားပြီးတော့ချက်သွန်ဖြူကိုတော့ထောင်းထားပေးလိုက်ပါမယ်ချက်သွန်ဖြူတွေညက်ပြီးဆိုရင်တော့စီစားတက်ပြီးတော့ဟင်းချက်ပါတော့မယ်ဟင်းစားချက်ဖို့အတွက်ကတော့ထုံးစံအတိုင်းစီထည့်ပြီးတာနဲ့စနွေးမုံနဲ့ငယ်ထည့်တယ်စီနဲ့ငယ်ပူလာပြီးဆိုရင်တော့ချက်သွန်တွေကိုအရင်စားကြော်ပေးလိုက်ပါမယ်ချက်သွန်တွေကြော်နေရင်းနဲ့မှုေးလာပြီးဆိုရင်ချက်သွန်ဖြူကိုပါထည့်ပြီးတော့ထည့်ကြော်ပေးလိုက်ပါမယ်အားလုံးပြီးပြီဆိုရင်တော့အနက်မှုေးအောင်လို့အရွက်ခောက်ကိုထည့်ပြီးတော့စီတက်လိုက်ပါမယ်ရွက်ခောက်စီတက်ပြီးလို့မွေးလာပြီဆိုရင်တော့အယောင်နဲ့မုတ်ထည့်ပါမယ်ပြီးရင်တော့နောက်ဆုံးပိတ်အနေနဲ့အနံ့မွေးအောင်လို့ကျွန်တော်တို့မဆလာကိုထည့်ပြီးတော့စီတက်ပေးလိုက်ပါမယ်စီတက်လို့လည်းမွေးလာပြီးချက်သွန်ပြချက်သွန်ကြီးကလည်းကျွတ်လာပြီဆိုရင်တော့ကျွန်တော်တို့ချက်သားကိုစီထည့်တက်ပါမယ်ချက်သားထဲမှာပင်ကိုရေတွေပါတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့သားတွေကထွက်တဲ့ရေနဲ့ပဲအသားတွေနူးလာအောင်လို့အရင်ဦးဆုံးစီတက်ပေးထားလိုက်ပါမယ်ချက်သားကိုသူ့ရင်နဲ့သူလုံပေးလိုက်ရင်နဲ့အသားကလည်းတင်းလာပြီးစီကလည်းပြန်လာပြီးဆိုရင်တော့အသားတွေနူတော့အောင်လို့ရေထည့်ပြီးတော့ကျွန်တော်တို့တည်ပေးလိုက်ပါမယ်ချက်သားချက်လာရင်လည်းအရသာမြေကြီးတဲ့အခါမှာအနေငယ်ပေါ့နေတဲ့အတွက်ကြောင့်မလို့စားလေးအနေငယ်ထပ်ထည့်ပြီးတော့မှတည်ပြီးတော့လိုက်ပါတယ်ချက်သားကိုတည်လိုက်ရင်လည်းတဖြည်းဖြည်းရေခမ်းစားပြုလာပြီဆိုရင်တော့စားဖို့ ready ဖြစ်ပါပြီအခုဆိုရင်ချက်သားကလည်းချက်သွားပြီဖြစ်တဲ့အတွက်တစ်ဖက်မှာတည်ထားတဲ့အုံထမင်းကလည်းချက်ပြီဆိုတော့ဖွင့်ကြည့်လိုက်ပါမယ်အရန်ကိုမှမှုရတဲ့အုံထမင်းကလည်းရပြီဆိုတော့မြင်မြင်တော့အချင်းတုပ်လေးတုပ်လိုက်ပါမယ်အုံထမင်းနဲ့တွဲစားဖို့အတွက်ကိုကျွန်တော်ကတရက်ချင်းတုပ်လေးတုပ်စားဖြစ်ပါတယ်တရက်ချင်းတုပ်ကတော့ရိုးရိုးရှင်းရှင်းပဲတုပ်စားရတာဖြစ်တဲ့အတွက်ကြောင့်မလို့လွယ်လွယ်ကူကူမြင်မြင်ဆန်ဆန်နဲ့ချက်စားတာဖြစ်တဲ့အတွက်ကြောင့်မလို့တရက်ချင်းတုပ်လေးကိုပဲရွေးချယ်လိုက်ပါတယ်ပုံမှန်ဆိုရင်တော့ကျွန်တော်ကအချင်းကျော်လေးနဲ့တွဲစားလေးရှိပါတယ်တရက်ချင်းတုပ်ဖို့အတွက်ကိုတော့တရက်ချင်းကိုရေနွေးလေးနဲ့ဆေးပြီးတော့မှရေထပ်ပြောင်စင်အောင်ဆေးထားလိုက်ပါတယ်ပြီးရင်တော့ချက်သွန်ဒီပပလေးနဲ့ထဲမဲ့ငရုတ်တီပါပပလေးလေးထားလိုက်ပါမယ်နောက်ဆုံးအနေနဲ့ကော်ဖီကိုလည်းနောက်နောက်ကလေးတွေဆင်းပြီးတော့မှထဲမှာဖြစ်တဲ့အတွက်ကော်ဖီကိုလည်းတေချာလေးလှီးပေးထားလိုက်ပါတယ်အားလုံး ready ဖြစ်ပြီဆိုရင်တော့တရက်ချင်းစားတော့လို့ရပါပြီပထမဦးဆုံးတရက်ချင်းတွေကိုစုံနာကလှီးထားတဲ့ကော်ဖီချက်သွန်ဒီငရုတ်တီတွေကိုထည့်ပြီးတော့စားထဲမဲ့အချူမုတ်ထဲမဲ့ချက်သားမုတ်အနေငယ်နဲ့စီနှဲငယ်ထည့်တုပ်ပေးလိုက်မယ်ဆိုရင်အရန်ကိုမှစားလို့ကောင်းတဲ့တရက်ချင်းတုပ်လေးကိုရပါပြီကဲအခုဆိုရင်အုံလုံးနဲ့တင်းတင်းလေးနဲ့အရသာနေတော့ဖြစ်တဲ့အုံထမင်းလေးရဲ့မဆလာနဲ့မှုမွေးလေးနဲ့ချက်သားဟင်းရဲ့အချင်းတုပ်လေးရဲ့တွဲပြီးတော့စားတော့မှာဖြစ်ပါတယ်အားလုံးကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်ဘိုင်ဘိုင်